မင်္ဂလာပါနော်ဒီတစ်ခါကတော့နောက်ထပ်3လအတွင်းမှာကြုံတွေ့ရမယ့်ကံကြမ္မာအလေအပြောင်းကဘာဖြစ်မလဲဆိုတဲ့ reading လေးကိုတာရော့ကတ်3ကတ်နဲ့ကြည့်ပေးပါမယ်နော်ကိုနဲ့ energy ကြိုက်တယ်ဆိုရင်ယူပါကိုနဲ့ energy မကြိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ပထမဦးဆုံးကတ်ကလေးကပထမဦးဆုံးလမှာတင့်ရဲ့ပတ်ဝန်းကျင်ကအနှဲငယ်ဆူညံ့နေတာကိုတွေ့ရပါလိမ့်မယ်ဒီကက်ကလေးအရဆိုရင်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဖြစ်အမြင်မတူတာတွေအားပြိုင်မှုတွေနဲ့စိန်ခေါ်မှုလေးတွေကြုံတွေ့ရတတ်ပါတယ်နော်ဒါဟာတင့်ကိုဒုက္ခပေးတာမျိုးမဟုတ်ဘဲနဲ့တင့်ရဲ့အရေးအချင်းကိုထုတ်ပြဖို့တွန်းအားပေးနေတာလို့ဆိုမှာပေါ့နော်ဒီအားပြိုင်မှုတွေထဲမှာဆိုရင်တင့်ဟာပို့ပြီးတော့မှထက်မြက်လာပါလိမ့်မယ်လို့အကြံပေးပါရစေရှင်ဒုတိယကက်ကလေးကတော့ဒုတိယလမှာအခြေအနေတွေကလုံးဝကိုပြောင်းလဲသွားပါပြီဒီကက်ကလေးထွက်လာတဲ့ပုံစံဆိုရင်တင့်ဟာကိုယုံကြည်မှုအပြည့်ရှိလာပြီးတော့မှဆုံးဖြတ်ချက်တွေကိုရေးရေးဝုန်းဝန်းချလာနိုင်ပါလိမ့်မယ်ပေါ့နော်အကြီးအကဲတွေရဲ့အတိအမှတ်ပြုခြင်းကိုခံရမယ်လုပ်ငန်းခွင်မှာနေရလာမယ်ငါဒါကိုလုံနိုင်တယ်ဆိုတဲ့စိတ်တက်နဲ့အတူအောင်မြင်မှုလမ်းစာတစ်တွေကိုစတင်ဆွဲကင်လာနိုင်မဲ့လာလေးဖြစ်ပါလိမ့်မယ်နော်တတိယကက်ကလေးကတော့တတိယလထဲမှာရောက်လာတဲ့အခါမှာဆိုရင်တစ်ရှိမှာအခွင့်အလမ်းတွေရွေးချယ်စရာတွေဒီကတ်ထဲရလိုမျိုးပဲတစ်ခုထက်မကအများကြီးတင့်ရှိကိုရောက်လာပါလိမ့်မယ်အခွင့်အလမ်းတွေအရန်များလုံးလို့ဘယ်ဟာကိုရွေးရမလဲဆိုပြီးတော့မှဝေခွဲမရဖြစ်တတ်ပါတယ်နော်စိတ်ကူးရင်အစီအစဉ်တွေအများကြီးရှိနေပြီမဲ့လက်တွေ့အကြဆုံးတစ်ခုကိုတေချာရွေးရမယ်အပြောင်းအလဲကြုံလာပါလိမ့်မယ်လို့ပြောပြစီနော်နောက်ဆုံးအနေနဲ့အားလုံးကိုခြုံပြီးတော့မှပြောရမယ်အကြံပေးရမယ်ဆိုရင်တော့ဒီ3လအတွင်းမှာအဓိကတတိထားရမှာကအာယုံမများဖို့ပါပဲရှင်ပထမအစာပိုင်းမှာသူ့တပားနဲ့ရှင်ပြိုင်နေရလို့စိတ်ပင်ပန်းနိုင်ပေမဲ့ဒုတိယလမှာရရှိမဲ့ခေါင်းဆောင်စွမ်းရည်ကိုအသုံးချပြီးတော့မှတတိယလမှာရောက်လာမဲ့အခွင့်အလမ်းများတွေကနေပြီးတော့မှကို့အတွက်အကောင်းဆုံးတစ်ခုလေးကိုအာယုံစိုက်ရွေးချယ်လိုက်မယ်ဆိုရင်တင့်ရဲ့ကံကြမ္မာဟာအမြင့်ဆုံးကိုရောက်ရှိသွားပါလိမ့်မယ်လို့အကြံပေးပါစီရှင်နောက်ဆုံးအနေနဲ့ဆုတောင်းပေးချင်တာကတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးလေးရှုပ်ထွေးမှုတွေကနေအောင်မြင်မှုစီကိုအမြင့်ဆုံးတက်လှမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေနော်